သူကဒီတော်တော်များများနဲ့လည်းဖောက်ပြန်မှုတယ်ဗျာ message တွေလည်းကျွန်တော်တွေ့ရတယ်အဲ့ဒါကြီးကျွန်တော်တွေးလိုက်လို့ဓာတ်ပုံရိုက်လိုက်တဲ့အခါမှာသူကအကြီးအကျယ်ကြီးဖြစ်ပြီးတော့ကျွန်တော်ဗီဒီယိုစိုက်ရိုက်တဲ့အခါမှာလည်းသူ့ကိုအောက်ဖဲလံလို့လားရှောက်ခွဲမလို့လားဆိုပြီးတော့ကျွန်တော်ဖုန်းကိုအဲ့ဒီကိုတက်တိုက်ပေါ်နေတော့ပြစ်ချဘူးလေဗျာအဲ့လောက်ကြီးထိဖြစ်ဖူးတဲ့သူတယောက်အနေနဲ့ကိုတက်လက်ဖြစ်လာတဲ့အခါကျရင်ကျွန်တော်ဘက်ကိုစာနာပြီးတော့ပြောတယ် မလည်းနောက်တစ်ယောက်တွေ့နေပြီလို့ပြောနိုင်တာ ပြောနိုင်လားဆိုတော့ကျွန်တော်ဘက်ကတော့ပြောနိုင်သူကသူ public မှာမတွဲဘူးပြောချင်ပြောလို့ရအဲဆိုအောက်ဖဲလံမှာရတော့မယ်မှာသိရမလားသူကလည်းမျက်စိကစားတယ်ကျွန်တော်ကစပြီးတော့ဘယ်တော့မှမပတ်သက်ဘူးမျိုးကြီးတစ်ခါစပြီးပတ်သက်လာတဲ့ခါကျတော့ဖြစ်သွားတာပေါ့ သူရှိမှလည်းဖြစ်သွားတာ သူရှိမှပဲဖြစ်တာသူနဲ့ဖြစ်တာအဲ့မှာလည်းကျွန်တော်အများကြီးတောက်တယ်2000လောက်ကုန်သွား အဲ့ကွယ်သူနဲ့တူသွား ဟုတ်တယ် သူနဲ့တူသွားပြီးတော့မူးပြီးတော့ဖြစ်သွားပြီ ပြီးတော့ဖြစ် သူရှိမှန်းတိတိနဲ့ကိုလှုပ်လိုက်ပြီ လောက်လိုက်ပြီလောက်လိုက်ပြီအတိစိတ်လွတ်သွားတာ ကမလေးကိုနန်းလာရွာပြီးတော့လှုပ်လိုက်ပြီ အာဘွားပြည့်ကိစ္စလည်းဟုတ်တယ် ဟောပါပြီဟုတ်တယ် ဟုတ်တယ်ဒီခက်မှာအိမ်အောင်တွေကပူဆိုးတာသူ့လည်းပြန်လာစေချင်လားဆိုတော့ကျွန်တော်အများအားလမ်းစုံလမ်းဝမှာရောက်သူကလည်းကောင်းမလို့ကောင်းမလို့အိမ်အောင်တစ်ခုထူလိုက်ရတယ်ဟိုတကယ်ယူထားတော့မဟုတ်ပါဘူးကျွန်တော်အနေနဲ့ကျတော့ဒါ first time လေဟိုအိမ်အောင်ပြုတယ်လို့ဖြစ်သွားတဲ့ခါကျတော့ပို့ပြီးတော့ခံစားရတယ်နောက်တစ်ယောက်လည်းတွေ့နေပြီဆိုတော့ဘယ်လိုရှိစမ်းချက်တန်းနေရက်လိုက်ပါတော့ဟာဘယ်သူနဲ့မှလည်းမပတ်သက်ချင်တော့ကွာအားလုံးကတကယ်ဖြစ်လာကြောင်ပိတ်ရိုက်ကြတာလေကြီးပဲ